半夜三夜包回家抽啥的？哎，抽啥？ အားလုံးပဲမင်္ဂလာပါ Remaster ရဲ့ရေဝင်ပါဒီနေ့ဗီဒီယိုလေးတွေ reaction လုပ်ပေးခြင်းတယ်အခု reaction လုပ်ပေးမဲ့ video တွေမှာဆိုလို့ရှိရင်အခါမသိရင်လူသေးသွားနိုင်တယ်လူသေးသွားရင်ပြဿနာအကြီးတက်နိုင်တယ်ကြည့်အောင်နော်ဗီဒီယိုလေး 哎，昨晚一扒老家了，回去也要了的，算抽啥？抽啥？小花，后头我三大几岁，还抽啥？也不是，小花，理解的不抽啥？体表伤害，好，体表伤悲，体育上，伤悲，没伤悲，唱了，好，体表哎，睡觉是要帮完了，体表伤，哎，帮完了，抽啥？ အပြားလည်းပြည့်နေကြမှာစပင်းစောင့်ဆွဲတဲ့အချက်တွေဒါအများပြောနိုင်စရာအချက်တွေပေါ့စကြည့်အောင် 哎，抽啥？半夜三夜包回家抽啥的？ ဟေးဒီယာကြီးကလေတော်တော်ကြီးဆိုကြီးနော်တော်တော်ဆိုးဆိုတာဟိုပလက်လန်ကြတာနော်ပလက်လန်ကြတာခမတင်သေသွားနိုင်တယ်နောက်စီကွဲပြီးသေသွားနိုင်တယ် 让你打回。 ပြန်ကြည့်လိုက်နော် 哎，抽啥？半夜三夜包回家抽啥的？ နော် 哎， ဟို 抽啥？让你打回。 တော်တော်ဆိုးပဲ 哎，抽啥？半夜三夜包回家抽啥的？哎，抽啥？让你 နောက် 打 စီ 回。 နဲ့ကြတာနော် 啊！母的，抽啥？过来了，抽啥？抽啥？抽，我来旁边遇见你。哎，你没来旁边遇见抽啥的？呀，不要抽啥？谁说谁的？我这个完了的，抽啥？黑不着的吧？我这厂长们我去他不要光管了。下面抽啥？抽啥？我这个俺想没边的退不了的。太多了，哎，俺也在屋面摔着。他还不去呢。 ဟိုဘသူကဆရာလဲတော့မသိဘူးဘသူအမေကိုနာခံမှမသိဘူးဖြစ်နေ 太平啊，就没之前他的多呢。抽啥？他也旁旁的地方，他不去呢。体表伤，我这些人。体表伤，他的屁股上的吧，拿着俺表那家了，他有钱了。嘿，我三年表个三万表，不值钱。俺三年拿来看，他表个是表倒出来看，体表他还得嘛抽着，体表伤，抽着。然后体表伤悲，体表伤悲， ကြားလိုက်လားမသိအောက်မှာတော့ပါလိလမ်းအော်နေနိုင်မလုံးတော့မနိုင်မလုံးနဲ့သူမိသားစုဝင်နေမှာပေါ့လေဆရာရဲ့မိသားစုဝင်နေမှာပေါ့ဆရာလေးကြည့်ရတာလည်းဒါငယ်ပါသေးတယ်ဟိုစေတော်တလေးတွေပဲဖြစ်မယ်အဓိကတော့ပြောကားရဲ့ပြည့်ရဲ့ဟိုကောင်းနားမလဲတာနောက်တစ်ခုအတွေ့အကြုံမရှိသေးတာပေါ့ဒါလို့ပဲပြောရမှာပဲငယ်သေးတယ်ဆိုတော့လည်းဘာမှပြောလို့မရဒါပေမဲ့တချို့ကျတော့လည်းငယ်ပေမဲ့ပြောကားရဲ့ပြည့်ရဲ့ဟိုကြောကောင်းနဲ့တဲ့သူတွေရှိရဲအဓိကကတော့ဒါမျိုးတွေဖြစ်ခဲ့သည်ရှိတော့ဖြစ်ခဲ့ရင်တော့ကိုယ့်ရဲ့ပညာပေးဆရာနဲ့တိုင်ပင်ပြီးတော့ပညာပေးဆရာကိုအရင်ပြပါပြီးတော့မှလိုင်းမော်တင်မတင်ဒါဆိုရင်လုံးဝဟိုလိုင်းမော်မှာတင်တဲ့ကိစ္စပေါ့နော်စကြည့်အောင် 体表伤也俺抬没，体表伤悲，体表伤悲俺抬没，抬没，体表伤不着呢。抬没，俺抬没，抬没俺，ဘာလို့ကျွန်တော်လည်းဒီဆောင်ကိုရခဏထိုင် 伤悲没？看你， ခဏထိုင်ဒီဆောင်ကိုရခဏထိုင်ပဲဒီခဏထိုင်ထိုင်ဟုတ်တော့ရှိမှတက်နေဝင်ထိုင်ပြီဘူးတော့ပြီးထိုင်ပြီကျွန်တော်体表伤。没哎那个嘛，体表，体表为多，体表伤的没难死了。俺伤悲，哎妈，背没你呢？不要流了。体表伤，体表伤，体表伤的难死了，别嘛。哎俺大爷体表没有趴在，你在哪趴在哪地了？是的，伤悲，你在哪趴在哪个不了？伤悲不啦？ဆောင်းဝေးပဲ趴在哪个趴嘞？ဒီဆောင်ကိုရပါလား我记得趴在哪个趴嘞？爸嘞，体表 ဆောင်း 伤。 လားသူကောင်းမှဒီဆောင်လား 有，嘿， ဆောင်းတော့သူကောင်းမှဒီ 你 ဆောင် 讲话体表伤了，伤了， ဆောင်းလိုက်ဆောင်းလိုက် 伤了， ဆောင်းလိုက်နေနိုင်နေတိနိုင်ကြားနေ 你那得进来得家里。နေနိုင် 伤，
ထီးလူတောင်းရှိရ နိုင်လား ထောင်းနော်တစ်ဖက်ထောင်း တိတ်ကိုရေးထားဘာလို့မို့ဒီလိုလုပ်ရလဲအင်္ဂါတော့ဘာလို့ဒီလိုလုပ်တာလဲ ထီးပြူဆောင်းတော့မလေးစားဘူး လေးစေးတော့အေးစေးစေးလုံးလုံး ဗီဒီယိုလေးရတာပဲအဓိကဟိုပြောချင်တာကဘယ်လိုလဲဆိုတော့ဒီလိုပြည့်ရမကြွယ်ပဲနဲ့ကုတာတွေကအဆင်မပြေဘူးပေါ့နော်ကို private မှာကုတာကိစ္စမရှိပေမဲ့ဒါကြီးက line ပေါ်ရောက်လာတဲ့အခါကျတော့ပထမတခြားဆရာကြီးပြောစရာတွေဖြစ်လာတာပေါ့လေဆရာကြီးရဲ့ပြောစရာတွေဖြစ်လာတယ်ဆရာကြီးပြောစရာဖြစ်တဲ့အပြင်နောက်တာအများပြည်သူလူတွေပြောစရာတွေဖြစ်လာတယ်လူတွေပြောလာကြမှာပဲသူတို့ကလူပူးတာတွေမပူးတာတွေဘာတွေပါညာတွေသူတို့သိတာမဟုတ်ဘူးသူတို့ကတော့ဗလိမ့်မယ်ပြောမယ်ဆိုတာကြီးပဲနော်အဲ့လိုပဲပြောလာမှာပဲခုနကလောက်လိုက်တဲ့လောက်ကြီးရမျိုးဆိုတာကျမ်းမြင့်ပေါ်ကိုကြာသွားတာနောက်စီနေကြာသွားတာဒါမျိုးအခက်မသိလို့ရှိရင်သွားနိုင်တယ်နော်အခက်မသိလို့နောက်စီကွဲသွားတာဘာညာဖြစ်ဖြစ်သွားရင်မလွယ်ဘူးမြန်မာပြည်မှာပါနောက်ထပ်ပုံစံမျိုးတွေဖြစ်လာတတ်တယ်အဲ့ဒါလေး reaction လုပ်ပေးတာပါဗီဒီယိုလေးတော့ဒါ reaction လုပ်ပေးတာပါပြောချင်တာကတော့ဆရာတွေအနေနဲ့ဆရာပေါက်စာတွေရောဆရာပေါက်စာတွေအနေနဲ့လူပဲခေဆရာတွေအနေနဲ့အရန်သတိထားဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းကိုပြောပြပေးခြင်းဖြစ်ပါတယ်နောက်တဲ့ဗီဒီယိုတွေမှာဘယ်လိုပုံစံမျိုးတွေနဲ့ reaction ထပ်လုပ်ပေးမလဲဆိုတာလေးတွေထပ်လာမယ်ပြီးတော့ကျွန်တော်ရဲ့ဒါအပက်ဆန် hostel တွေတလားစာ period hostel တွေရရရီအစီအရင်တွေနဲ့ဘုဒ္ဓတာရစရာတွေကိုမျှဝေပေးမှာဖြစ်တဲ့ကြောင့် channel လေးကို subscribe လုပ်ပါပေးကြပါအောင်ကျေးဇူးတင်ပါတယ် I, Sayewin, Rune Master, would like to express my special thanks to all viewers. May you all be blessed with good fortune.